ကဲဒီနေ့မှာဆိုရင်တော့ international break ပြီးလို့ဒါ club ပွဲစဉ်တွေပြန်လည်ပြီးတော့စတင်ခဲ့ပြီလည်းဖြစ်တယ်အဲ့တော့ဒါပုံမှန်ထုံးစံအတိုင်းကျွန်တော်ဒီနေ့မှာဆိုရင်လည်းပဲကျွန်တော်အကြိုက်ပွဲစဉ်လေးတွေ၃ပွဲလောက်အထိကိုညီကိုတွေအတွက်သုံးသက်ရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Sport Magic Play YouTube channel နဲ့ Facebook တို့ TikTok တို့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့ကတော့ပွဲစဉ်တွေကတော့အများကြီးပါပဲကလပ်ပွဲစဉ်တွေပြန်ပြီးတော့စပြီးတော့ပြန်ကစားပြီဗျာ International Break ပြီးလို့ပြန်ပြီးတော့စတင်ခဲ့တဲ့အနေအထားမှာဒါ Premier League မှာဆိုရင်လည်းတကယ်ပွဲစဉ်ပွဲကောင်းတွေဒါကစားကြမှာဖြစ်တယ်တခြား league တွေမှာလည်းပွဲစဉ်တော်တော်များများရှိတာဖြစ်တဲ့အတွက်ဒါပုံမှန်တင်ဆက်ပေးနေကြတဲ့အတိုင်းကျွန်တော်အကြိုက်ပွဲစဉ်လေး၃ပွဲလောက်အထိကိုပြောပြပေးသွားမှာပါပထမရက်တွေတုန်းကဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel တို့ဒါ TikTok channel တို့ကအဘန်းခံထားတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးတွေမတင်ပြခဲ့တာတော့အတော်ကြာခဲ့ပြီဗျအခုမှပြန်ပြီးတော့ဒါဘန်းနာကနေပြန်ပြီးတော့လွတ်လာတာဖြစ်တဲ့အတွက်ပြန်ပြီးတော့ညီကိုတွေကိုဒါဒီနေ့မှာပထမဦးဆုံးအနေနဲ့ပြန်ပြီးတော့ဒါသုံးသက်ပေးသွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ဒါ Premier League ကပွဲစဉ်တွေကိုစပြီးတော့အရင်သုံးသက်ပေးပါမယ်။ကျွန်တော်ပထမဆုံးကတော့ဒါ Premier League ကအစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်9နာရီမှာပေါ့ဗျာကစားကြမယ်။ဘန်လီနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်လေးကိုဒါပထမဆုံးသုံးသက်ပေးသွားမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုရင်တော့အဝေးကွင်း Chelsea အသင်းကတော့တလုံးလည်းပဲဒါမြန်မာချင်းမှာဆိုရင်တော့တလုံးပပရှုံးပေါ့ဗျာ9ပြား10ပြားလောက်တော့ရှုံးလိမ့်မယ်မြန်မာချင်းကတော့ဒါစပြီးတော့ body ကြီးဖွင့်နေထားခဲ့ပြီးတော့ကိုပေါင်းဈေးကတော့3လုံး50စားဆိုပြီးတော့ဖွင့်နေထားတာကိုတွေ့ရပါတယ်။အဲ့တော့ဒီပွဲစဉ်မှာက Chelsea အသင်းအနေနဲ့ကဒါဒီပွဲစဉ်ကိုအကောင်းဆုံးပုံစံမျိုးနဲ့ကိုနိုင်မှတ်3မှတ်ရယူနိုင်အောင်ဒါစ조사အားထုတ်လာလိမ့်မယ်ဘာလို့လဲဆိုတော့ဒီသူတို့ Premier League အထက်ပိုင်းကအသင်းတွေဖြစ်ကြတဲ့ Arsenal အသင်းတို့ဆိုလို့ရှိရင်ဒါစပါးနဲ့တွေ့ရမယ်ပြီးတော့ဒီအဆင့်2က Man City ဆိုရင်လည်းပဲဒါဒီနေ့ Newcastle နဲ့ကိုအဝေးကွင်းကစားရမှာဆိုတော့နည်းနည်းပွဲကြက်ထားတယ်ဗျာသူ့အထက်ကအသင်းတွေပွဲကြက်နေတာဖြစ်တဲ့အတွက် Chelsea ကအခုလိုမျိုးဘန်လီတို့လိုအသင်းမျိုးနဲ့တွေ့တဲ့အနေအထားမျိုးမှာ3မှတ်အပြည့်အဝရယူနိုင်မယ်ဆိုလို့ရှိရင်ဒါတခြားအသင်းတွေဒီအထက်ပိုင်းကအသင်းတွေအမှတ်တွေများတကယ်လို့ရောခဲ့မယ်ဆိုလို့ရှိရင် Chelsea က3မှတ်အပြည့်အဝရယူထားတာဖြစ်တဲ့အတွက်သူတို့အဆင့်ကိုဒါအခုလက်ရှိရောက်ရှိနေတဲ့အဆင့်ထက်ကိုမြင့်တဲ့နေရာမှာရောက်ရှိနိုင်ဖို့အတွက်ဒါစ조사မှာပဲဗျပေးထားတဲ့ဈေးကလည်းတစ်လုံးလေပဲဆိုတော့ Chelsea ဒါအခုလက်ရှိဖောင်နေထားဆိုလို့ဆိုရင်ဒါဘန်လီကိုတော့ဂိုးရဖို့ Chelsea အနေနဲ့မခက်ခဲဘူးလို့တော့ကျွန်တော်မြင်တယ်နောက်ဆုံးကစားထားခဲ့တဲ့9ပွဲမှာဆိုရင်လည်းပဲ Chelsea အနေနဲ့ဒါဆန်နာလန်ကိုမထင်မှတ်ဖဲနဲ့ဒါ 1-2 ဆိုတဲ့ရလန်မျိုးနဲ့ကိုအင်ဝင်းကနေရှုံးနေထားခဲ့ပြီးတော့အကောင်းဆုံးပြန်ပြီးတော့လာခဲ့ပြီးတော့ဒါအဲ့ဒီတပွဲပဲရှုံးထားခဲ့တယ်ကျန်တဲ့ဒါ Champion League တွေကိုတခြားဒီ Premier League ပွဲစဉ်တွေကမှပဲအကောင်းဆုံးဒါစွမ်းဆောင်ထားနိုင်ခဲ့တယ်ဟူဘာတန်ကိုအဝေးကွင်းကနေပြီးတော့၄ဂိုးအထိကိုရရှိခဲ့တယ်ဒါ3ဂိုးတော့ပြန်ပေးရတယ်ပေါ့ဗျာ4ဂိုးအထိရရှိပြီးတော့3မှတ်အပြည့်အဝရယူခဲ့တယ်စပါးလိုမျိုးတကယ်ကစားရတာခက်ခဲစီတဲ့အသင်းမျိုးကိုလည်းပဲအဝေးကွင်းကနေပြီးတော့ဒါ Z1 ဆိုတဲ့ရလန်မျိုးနဲ့အနိုင်ယူထားခဲ့တယ်လို့ဒီဟူဘာတန်ကိုလည်းပဲနောက်ထပ်တစ်ချိန်မှာ 3Z ဆိုတဲ့ရလန်မျိုးနဲ့အိမ်ဝင်းကနေပြီးတော့ဂိုးပြတ်အနိုင်ယူထားခဲ့တယ်ဗျဒါကိုပါမာတို့မပါဝင်ထားနိုင်ခဲ့ပေမဲ့ Chelsea ကတိုက်စစ်ပိုင်းကဒါဂိုးကြီးတော်တော်များများလေးရယူထားတာကိုတွေ့ရတယ်အဲ့တော့ဒီနေ့မှလည်းပဲဒါတန်းတက်လာခဲ့တဲ့ဘန်လီတို့လိုအသင်းမျိုးကိုတော့တလုံးလေပဲဆိုတဲ့ဈေးကတော့ Chelsea ဘက်ကနေပြီးတော့နေမယ်ဆိုရင်ဒါမြန်မာကြီးတလုံး5ပြားရှုံးလို့ပါလို့ဆို Chelsea ဘက်ကနေထိုင်ထားမယ်ဆိုလို့ဆိုရင်ဒါ Chelsea ကတည်ရင်နဲ့အနိုင်ပဲလို့ယူဆပါတယ် Chelsea ဒီနေ့ပွဲမှာကျင်းတီပေါက်အသုံးမှတ်အပြည့်အဝရယူပါလိမ့်မယ်body ဈေးကတော့ဒါအခုကျွန်တော်တို့ဒီ online ပေါက်ကြီးကတော့တလုံးလည်းပဲတလုံးပပရှုံးပေါ့ဗျာတခြားဒိုင်နေမှာဆိုရင်တော့တလုံးကို15ပြား20လောက်တော့ရှုံးနိုင်မယ်ဒီလောက်15ပြား20လောက်ပဲရင်းပြီးတော့ကြည့်ရမယ်အနေထားလို့ပဲယူဆပါတယ်ဘန်လီသင်းကတော့ဒါနောက်ဆုံး2ပွဲဆက်အထိကိုဒါရှုံးပွဲတွေနဲ့ကြုံတွေ့ထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်း Chelsea ပြုသမျှကိုပဲဘန်လီချက်ပြီးတော့နှုတ်အောင်မယ်လို့ပဲယူဆရတဲ့အတွက်ကျွန်တော်ဒါပထမဆုံးရွေးချယ်မှုမှာဆိုရင်တော့ Chelsea ရဲ့body ကိုရွေးချယ်ပေးကြပါမယ်ဗျနောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်9:30မိနစ်မှာကစားကြမယ့်အင်္ဂလန်ပရီးမီးယားလိဂ်ကပွဲစဉ်တစ်ပွဲပဲဖြစ်တဲ့လီဗာပူးအသင်းနဲ့ Nottingham Forest အသင်းတို့ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာပါဒီပွဲစဉ်မှာဆိုရင်တော့ Asian လီဗာပူးကတော့တလုံး90အရှုံးအထိကိုပြင်းပြင်းရှက်ရှက်နဲ့ကိုအိမ်ဝင်းကနေပြီးတော့ကြေးဖွင့်လှစ်ထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာကတော့3လုံးလက်ပဲအထိကိုဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့လက်ရှိလီဗာပူးကတော့ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တောက်လျှောက်ကိုတော်တော်များများလေးကိုရှုံးပွဲတွေဇက်တိုက်ကြုံတွေ့ထားရတာဖြစ်တဲ့အတွက်ဒီ Forest ကိုအိမ်ဝင်းမှာပြန်ပြီးတော့အကောင်းဆုံးဒါပြီးခဲ့တဲ့ယာတီကဒါတပွဲမှာမနိုင်ထားတဲ့ရှုံးကြွေးကိုဒီနေ့ဒီယာဒီမှာပြန်ပြီးတော့ဒီယာဒီဒီနေ့ရှင်ပြိုင်မဲ့ပွဲစဉ်မှာအကောင်းဆုံးလက်စားချေနိုင်ဖို့အတွက်လီဗာပူးကတော့စူးစမ်းမှာပဲလီဗာပူးအသင်းဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်လည်းပဲမန်စီးတီးအသင်းကိုဒါဂိုးပြတ်နဲ့ကို 3C ဆိုတဲ့ရလဒ်မျိုးနဲ့ကိုဒါရှုံးနေထားခဲ့တာဒါလီဗာပူးရဲ့ခြေစွမ်းကလည်းပဲတကယ်ကိုမတည်ငြိမ်ခဲ့ဘူးပွဲစဉ်တောက်လျှောက်မှာအနေအမြင့်အတက်အကျတွေတော်တော်များထားခဲ့တယ်ဒီ Bradford တို့လိုအသင်းမျိုးတွေကိုလည်းရှုံးထားခဲ့တယ်Crystal Palace ကိုဒီယာဒီမှာတပွဲမှနိုင်ထားတာမရှိထားသေးဘူးနောက်ပြီးတော့ဒါ
မန်စီးတီးကိုရှုံးထားခဲ့တယ်ပေါ့9ပွဲကစားထားတဲ့အနေထားကိုနောက်ဆုံး9ပွဲမှာ3ပွဲအထိကိုဒါအပြတ်အသက်တွေရှုံးထားခဲ့တယ်မရှုံးသေးတဲ့ပွဲစဉ်တွေကိုဒီအသင်းငယ်လေးတွေကိုတော့မှပဲရှုံးထားခဲ့တယ်သူပြန်ပြီးတော့အနိုင်ရထားတဲ့ပွဲစဉ်တွေကတော့ဒါရီယယ်မက်ဒရစ်တို့လိုအသင်းမျိုးကိုအိမ်ဝင်းကနေပြီးတော့ဒါဘယ်သူမှမထင်တော့ဗျာလက်ရှိဖောင်အားနဲ့ကိုဒါရီယယ်မက်ဒရစ်တို့လိုအသင်းမျိုးကိုပြန်ပြီးတော့အနိုင်ကစားခဲ့တယ်အေဘီလာတို့လိုတကယ်ကစားရခက်ခဲတဲ့အသင်းမျိုးတွေကိုပြန်ပြီးတော့အနိုင်ရထားခဲ့တယ်လီဗာပူးရဲ့ခြေစွမ်းကလည်းတကယ်ကိုဒါအမှန်ရခက်ခဲနေတယ်ဗျအဲ့တော့ကျွန်တော်တို့ဒါတစ်လုံး90ရှုံးဆိုရပြီးတော့ပေးထားတဲ့အနေအထားကလီဗာပူးကိုအိမ်ဝင်းမဲ့ဆိုပြီးတော့ကိုသွားပြီးတော့အရန်ကြီးယုံကိုးဖို့ရတော့တော်တော်လေးစဉ်းစားစရာဖြစ်တယ်အဲ့တော့အဝေးဝင်းကစားရမယ့် Forex ရဲ့ ဖောင်အနေထားကိုကြည့်ရမယ်ဆိုရင် Forex ကလည်းအရန်ကြီးရတ်တမှန်နေကြတော့မဟုတ်ဘူးဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်တော့ Leeds United ကို 3-1 ဆိုတဲ့ရလဒ်မျိုးနဲ့ပြန်ပြီးတော့အနိုင်ရယူထားခဲ့တယ် Stamford ကိုစီးစီးတည်ကြခဲ့ပြီးတော့ United ကို 2-2 တည်ကြပြီးနောက်ဆုံး3ပွဲဆက်မှာဆိုရင်2ပွဲတည်ဒါ Leeds နဲ့တပွဲအနိုင်ရထားခဲ့တယ်ကျန်တဲ့ပွဲစဉ်တွေကတော့အရန်ကြီးဒါအခြေအနေကောက်ထားတာတော့မရှိဘူးပေါ့ဗျာဒါပေမဲ့ဒီနေ့ကစားရမှာကအဝေးကွင်းဖြစ်တဲ့အတွက်ဒီဟာဒီမှာဆိုလို့ရှိရင်လေဒီ Forex အသင်းကအဝေးကွင်းနိုင်ပွဲတပွဲမှာကိုရှိထားတာမရှိထားသေးဘူးအဲ့တော့ဒီနေ့ပွဲမှာလည်းလီဗာပူးရဲ့အိမ်ကွင်း Anfield မှာတွားပြီးတော့နိုင်ပွဲရလက်ပေါ်ဆောင်နိုင်ဖို့ရာအတွက်ကိုတော့မျှော်လင့်လို့မရဘူးပြီးခဲ့တဲ့ရာသီတုန်းကကန်ကောင်းလို့နိုင်ခဲ့တယ်ဆိုပေမဲ့ဒီရာသီမှာဒါတွားပြီးခဲ့တဲ့ရာသီရဲ့အခြေအနေကိုကြည့်ပြီးတော့လောက်ပြနိုင်မလားဆိုပြီးတော့တွားပြီးတော့ဒီ Forex ကိုလည်းယုံကိုးဖို့ရာအတွက်တော်တော်လေးစဉ်းစားစရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ body ဈေးကိုခဏမေ့ပြီးတော့ကိုပေါင်းဈေး3လုံး level ဆိုတဲ့အနေထားကိုပဲစဉ်းစားမယ်ကိုပေါင်းဈေးက3လုံး level ဖြစ်တဲ့အတွက်လက်ရှိလီဗာပူးလည်းဒါ form မမှန်ဘူးနောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင်ဂိုးတောင်ရထားတာမရှိဘူးနောက်ဆုံးမန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲစဉ်ဆိုရင်ဒါဂိုးတောင်ရထားတာမရှိတဲ့အတွက်လီဗာပူးရဲ့တိုက်စစ်ကလည်းပဲကစားသမားကောင်းတွေဖြည့်တင်းထားတယ်ဆိုပေမဲ့ဒါဂိုးရဖို့တော်တော်လေးရုန်းကန်နေရတယ်အဲ့တော့အဝေးကွင်းကစားမဲ့ Forex ကဒါနီးပြသည့်ရှောင်းတိုက်ကလည်းပဲဒါပြီးခဲ့တဲ့နှစ်ကဆိုဒါ Everton ကိုကင်တွယ်ခဲ့တဲ့အနေအထားတွေကိုပြန်ကြည့်ရမယ်ဆိုရှောင်းတိုက်ကလည်းတကယ်ကိုခံစစ်တော်တော်မမချာချာနဲ့ကိုအပိတ်သဘောမျိုးနဲ့ကိုကစားတတ်တဲ့ဒီနီးပြဖြစ်တဲ့အတွက် Forex အသင်းကိုလည်းပဲအခုလိုပုံစံမျိုးဒါပုံသွင်းနေတာဖြစ်တဲ့အတွက်လီဗာပူးအသင်းအိမ်ဝင်းမှာ Forex ကိုဂိုးရဖို့ရလဲတော်တော်လေးခဲရင်မဲ့ပွဲစဉ်လို့ပဲယူဆပါတယ်လီဗာပူးနိုင်မယ်ဆိုလို့ရှိရင် 1C 2C ထက်ပြင်ကိုပို့ပြီးတော့ဒါရလက်ထွက်လာမဲ့အနေထားလို့မယူဆပါဘူးကျွန်တော်ဒီပွဲစဉ်ကိုလည်းဒါ3လုံး level ဆိုတဲ့ဈေးမှာကျွန်တော်ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးကြပါတယ်ဗျတလုံး90ရှုံးကြီးကနည်းနည်းလေးလီဗာပူးရဲ့ရတန်တလုံး90ရှုံးကြီးကလောလောဆယ်လက်ရှိလီဗာပူးရဲ့ဒီတင်းဖောင်အနေထားနဲ့ကလည်းမယုံကြည်ရဲသလိုလီဗာပူးကိုလည်းမနေရဲဖြစ်သလိုဒီအဝေးကွင်း Forex ကိုလည်းပဲနေရမှာတော်တော်လေးစိုးရိမ်စရာဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါင်းဈေးဘက်ကိုပဲကြည့်ပြီးတော့ဒီပွဲစဉ်ကိုတော့ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးကြပါတယ်ဗျ။ Okay နောက်ထပ်တစ်ပွဲကတော့ဒါစပိန်လာလီဂါကပွဲစဉ်တစ်ပွဲဖြစ်တယ်မြန်မာစံတော်ချိန်9:30မိနစ်အစောပိုင်းပွဲစဉ်တွေပဲဗျဒီနေ့ကျွန်တော်ပြောပြပေးတဲ့ပွဲစဉ်တွေကအစောပိုင်းပွဲစဉ်တွေပဲဖြစ်တယ်9:30မိနစ်မှာကစားကြမယ်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့အလာဘတ်နဲ့ဆက်တာဘီကိုရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာပါဒီပွဲစဉ်မှာကတော့ဘယ်အသင်းကမှကြေးကြောပေးဖွင့်လှစ်ထားတာတော့မရှိဘူးဒါအလာဘတ်အိမ်ကွင်းမှာစစ်တာဘီကိုနဲ့ကိုတဲ့ကြေးပဲဘော်ဒီဈေးကဖွင့်လှစ်ထားတာဖြစ်ပြီးတော့ဂိုးပေါင်းဈေးကတော့နှလုံး90အရှုံးအထိကိုဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနှစ်သင်းလုံးကဒါလက်ရှိမှာဆိုရင်တော့အစင်စရာမှာဆိုရင်တော့အရန်ကြီးတော့ဒါကွာဟထားတာမရှိဘူးဒီဆက်တာဘီကိုကအဆင့်73အလာဘတ်ကအဆင့်10မှာရောက်ရှိထားခဲ့တယ်အလာဘတ်ကယာကိုအနေနဲ့ကလည်းဒါပွဲစဉ်တောက်လျှောက်မှာဆိုရင်17ဂိုးအထိရပြီးခံစစ်ပိုင်းကလည်း17ဂိုးအထိကိုပြန်ပေးထားတာကိုတွေ့ရတယ်အိတ်ပေါင်းနဲ့ဖားကောက်တယ်လို့ပဲဂိုးတွေရအောင်သွင်းမိမယ်ခံစစ်ပိုင်းကလည်းဂိုးတွေပြန်ပြီးတော့ပေးထားတာဖြစ်တယ်ခံစစ်ပိုင်းနဲ့အတော်ဒါအဆင်မပြေဖြစ်ထားခဲ့တယ်ပေါ့ဒီဆက်တာဘီကိုအသင်းကလည်း15ဂိုးအထိကိုတိုက်စစ်ပိုင်းဂိုးရပေမဲ့ခံစစ်ပိုင်းက18ဂိုးအထိဂိုးပေးထားရတယ်ဒါခံစစ်ပိုင်းအတော်မလုံမခြုံတဲ့ကိုဖြစ်နေတဲ့အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်တယ်ပြီးတော့ဂိုးပေါင်းဈေးကလည်းနှလုံး90ရှုံးဆိုပြီးတော့ဒါမတင်မကျဖွင့်လှစ်ထားတဲ့ကြေးအနေထားမျိုးပဲဗျအဲ့တော့ဒီနှစ်သင်းလုံးရဲ့ဒါပွဲစဉ်တောက်လျှောက်ကိုတစ်ချက်ကြည့်ရမယ်ဆိုရင်တော့ဒီအဝေးကွင်းဆက်တာဘီကိုကတော့ပို့ပြီးတော့ကိုဒီအခုနောက်ပိုင်းပွဲစဉ်တွေမှာအားသာချက်ရှိထားခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်ဒီအဝေးကွင်း4ပွဲပေါ့အဝေးကွင်း4ပွဲဇက်တိုက်ကစားခဲ့တဲ့အနေအထားမျိုးတွေမှာဇက်တိုက်နိုင်ပွဲရရှိထားခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့ဒီစပိန်လာလီဂါထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ဒါဘာစီလိုနာကိုပဲရှုံးထားခဲ့တယ်နောက်ဆုံး၄ပွဲကဒီပွဲစဉ်တောက်လျှောက်မှာဆိုလို့ရှိရင်သူတို့ဒီ Conference League မှာဒီဒိုင်မိုဇာဂရက်တို့လိုအသင်းမျိုးတွေကိုဂိုးပြတ်နိုင်ခဲ့တယ်ဒီအမှတ်ပေးမှာလီဗန်တေးကို 1-2 နိုင်ခဲ့တယ်အိုဆာဆူနာကို 2-3 ဆိုပြီးအဝေးကွင်းနေရကြီးပဲကိုအနိုင်ရရှိထားခဲ့တာဂိုးနောက်ဆုံး9ပွဲမှာတွင်းထားတဲ့ဂိုးအရေအတွက်ကလည်းတော်တော်လေးများခဲ့တယ်ဗျနောက်ဆုံး9ပွဲမှာ
တိုက်စစ်ကဂိုးအရေအတွက်က12ဂိုးအထိကိုရှိထားတာဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းဒီစေတာဘီကိုကတော့အဝေးကွင်းကနေပြီးတော့ level 2အသင်းတွေထိတိုက်တွေ့ဆုံထားတာဖြစ်တဲ့အတွက်စေတာဘီကိုတိုက်စစ်ကိုပဲဖွင့်ပြီးတော့ကစားမှာပဲအိမ်ဝင်းကစားမဲ့အလာဘက်ကလည်းပဲဂိုးလေးတွေကသူ့ဟာနဲ့သူအဆင်ပြေအောင်ရထားတာဖြစ်တယ်ဗျအဲ့တော့ဒါအိမ်ဝင်းကစားမဲ့အလာဘက်အသင်းကလည်းပဲအိမ်ဝင်းပြိတ်သက်ရှေ့မောင်မှာဒါစေတာဘီကိုရဲ့တိုက်စစ်ကိုခံစစ်သဘောမျိုးနဲ့ကိုပိတ်ပြီးတော့မကစားဘဲနဲ့ level 2အသင်းချင်းတွေ့တာဖြစ်တဲ့အတွက်ဒီအလာဘက်ကလည်းပဲတိုက်စစ်သဘောမျိုးနဲ့ပဲဖွင့်ပြီးတော့ကစားမှာပဲပြီးတော့ head to head တိုင်းမှာလည်းပဲဒါနှစ်ဖက်သွင်းကိုအမြဲတမ်းရှိထားတာဖြစ်တဲ့အတွက်နှလုံး90ရှုံးဆိုတဲ့ကြေးကကျွန်တော် body ဈေးဘက်ကိုတဲ့ကြေး body ဈေးဘက်ကိုမကြည့်ဘဲနဲ့ကျွန်တော်ဂိုးပေါင်းဈေးဘက်ကိုပဲကြည့်ပြီးတော့ကျွန်တော်ဒီပွဲစဉ်ကိုတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးခြင်းပါတယ်ဗျနှစ်ဖက်သွင်းကိုတွေနဲ့ကိုဒါ head to head တိုင်းမှာလည်းနှစ်ဖက်သွင်းကိုရှိနေတာဖြစ်တဲ့အတွက်နှစ်ဖက်သွင်းကိုတွေနဲ့ကိုဒီပွဲစဉ်က3လုံးလောက်အထိကိုရောက်သွားနိုင်မှာပါနှလုံး90ရှုံးဖြစ်တဲ့အတွက်90လောက်ပဲရင်းရမယ်ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်တက်နိုင်ဆုံးကျွန်တော်ကြေးအောင်နိုင်ကြေးအများဆုံးလို့ယူဆထားတဲ့ပွဲစဉ်3ပွဲအထိကိုဒီနေ့မှလည်းပဲညီကိုတွေအတွက်ဒါကျွန်တော်ဗီဒီယိုစပြန်တင်တဲ့အနေထားမှာဒါအကောင်းဆုံးရွေးချယ်ပေးထားတာဖြစ်ပါတယ်အကြိုက်တူတယ်ဆိုရင်တော့လိုက်ပြီးတော့ကျွန်တော်ရွေးချယ်မှုတွေကိုကစားပေးဖို့လည်းပြောချင်ပါတယ်အကြိုက်မတူဘူးဆိုရင်တော့ညီကိုတွေရဲ့စိတ်ကြိုက်တိုင်းဒါကစားပါလို့လည်းမြစ်တာရက်ခံချင်ပါတယ်ဗျပြီးတော့ဒါအခုဗီဒီယိုကိုကြည့်နေတဲ့ညီကိုတွေလည်းပဲဒါအခုဗီဒီယိုထဲမှာပြောပြပေးတဲ့အသင်းတွေမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ Telegram Channel link မှာဆိုရင်လည်းပဲအနီးကပ်အကြိုက်ဆုံးပွဲစဉ်လေးတွေကိုဒါရွေးချယ်ပေးထားတာဖြစ်တဲ့အတွက် Telegram Channel link ကိုလည်း join ဖို့ဖိတ်ခေါ်ချင်ပါတယ် Telegram Channel link ကိုတော့ကျွန်တော်ဒါအခုဗီဒီယိုတင်တဲ့ comment မှာကျွန်တော် YouTube မှာဆိုရင်လည်းပဲ YouTube comment မှာပင်ထောက်ပေးထားပါမယ်ဒီ TikTok တို့ Facebook တို့မှာဆိုရင်လည်းပဲ comment မှန်ပြီးတော့ Telegram Channel link ကိုပင်ထောက်ပေးထားပါမယ်သွား copy ယူပြီးတော့ join နိုင်ပါတယ်ဗျတပွဲကောင်းမှမဟုတ်ဘဲနဲ့အကြိုက်ဆုံးကျွန်တော်ကစားတဲ့မောင်းတွဲလေးတွေကိုလည်းပဲ Telegram Channel link မှာတင်ပေးသွားအောင်မှာဖြစ်ပါတယ်အဲ့တော့ Telegram Channel link ကို join ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျဒါပြီးတော့ညီကိုတွေအနေနဲ့ဒါ online betting ကစားခြင်းတဲ့ညီကိုတွေဆိုရင်ကျွန်တော်စီမှာလာရောက်ပြီးတော့ငွေကြေးယုံကြည်စိတ်ချစွာနဲ့ online betting ကစားနိုင်ပါတယ်ဒါကစားရမှာကတော့ကျွန်တော်တို့ K9 win website မှာကစားရမှာပါ K9 win မှာဆိုရင်တော့ဒီဘောလုံးပွဲတွေအပြင်တခြားကစားစရာတွေလည်းပဲအများကြီးရှိပါတယ်ကျွန်တော်တို့ကတော့ဘောလုံးပွဲကိုပဲအသားပေးပြီးတော့ဒါကြော်ညာပေးတာဖြစ်တဲ့အတွက်ဘောလုံးပွဲကစားခြင်းတဲ့ညီကိုတွေကတော့ပို့ပြီးတော့အဆင်ပြေပါတယ်ကစားရတာလည်းပဲလုံးဝလွယ်ကူရိုးရှင်းပါတယ် website အတွင်းမှာမြန်မာလိုပဲအားလုံးရှင်းလင်းပြောပြပေးထားတာပါဂျာကန်အေဂျင့်လုံးဝမရှိဘဲနဲ့ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်နဲ့ကစားရမှာဖြစ်တဲ့အတွက်ဒါအဲ့ဒီတစ်ချက်ကအာသာချက်လုံးဝရှိပါတယ်အဲ့တော့ညီကိုတွေ online betting ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဒါဆက်သွယ်လာခဲ့ပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ဗျပြီးတော့အခုကျွန်တော်ပြောသလိုမျိုးဒါ online betting ကိုယ်တိုင်မကစားခြင်းဘူးကြေးတွေနားမလဲဘူး website မှာကစားရတာခေါင်းရှုပ်တယ်ဆိုတဲ့ညီကိုတွေအတွက်လည်းပဲကျွန်တော်စီမှာအပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုလည်းမောင်းတို့ body တို့စိတ်ကြိုက်ကစားနိုင်ပါတယ်ဗျမောင်းကိုတော့ဒါ3သိန်းကနေပြီးတော့5သိန်း6သိန်း9သိန်းဒါ9သိန်းလောက်အထိကိုကျွန်တော်တွဲပေးသွားမှာလည်းဖြစ်ပါတယ်9000ကျပ်ကနေစပြီးတော့ကိုမောင်းတွဲနိုင်မှာလည်းဖြစ်ပါတယ်ဗျပြီးတော့ကျွန်တော်တို့ K9 win နဲ့အတူတူလက်တွဲပြီးတော့လည်း agent အဖြစ်လုပ်ကင်လို့ရပါတယ် agent အဖြစ်လုပ်ကင်မယ်ဆိုရင်တော့ဒါ agent တွေဘက်ကဘယ်လိုအကျိုးခံစား권တွေရရှိမလဲဆိုရင်တော့ဒါပထမအနေနဲ့ညီကိုတွေ agent လုပ်ပြီးဆိုတာနဲ့ကိုယ့်စီမှာလာပြီးကစားတဲ့ customer တွေရဲ့ရှုံးကြီးရဲ့30%ကိုခံစား권ရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ညီကိုတွေဒါလုပ်ရည်ကန်ရည်တွေအပေါ်မူတည်ပြီးကျွန်တော်တို့K9 win ဘက်ကနေပြီးတော့လစာအနေနဲ့9သိန်းကနေစပြီးအနည်းဆုံးကနေစပြီးပြန်ပေးသွားအောင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့လစဉ် bonus တွေလည်းပဲပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့အကျိုးခံစား권 3 ခုရှိပါတယ်ဒီလစာရမယ်bonus 30%ရမယ်ပြီးရင်လစဉ် bonus တွေရမှာဖြစ်တဲ့အတွက် agent ဖြစ်လက်တွဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber Telegram နံပါတ်တွေကိုပဲဆက်သွယ်လာခဲ့ပေးပါဒါအခုလိုမျိုးရွေးချယ်မှုဗီဒီယိုတွေကိုအမြဲတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube တို့ Facebook တို့ TikTok တို့ကိုလည်းပဲ like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဗျအဲ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့မှာပြန်လည်ဆုံတွေ့ပါမယ်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ